ကဲဒီနေ့မှာတော့လက်တလောကန်ကြမာလေးတွေပြပေးပါမယ်။ဒါဆိုရင် file လေးတွေဝေးပေးပါအောင်1ဒါလေးက file 2ဒါလေးကတော့ file 3ပါ။တက်ကလေးဝဝယူပြီးတော့ကက်ကလေးရွေးပေးပါနော်1လေက2ဒီဘက်က3ကဲရေးပြီးဆိုရင်ဖိုင်1လေးတွေကိုပြမယ်ဖိုင်1လေးတွေကတော့เนาะအတိတ်ဘဝမှာကျမ်းမာရေးဆိုရင်လည်းအရင်ချူချခဲ့မယ်စီးပွားရေးဆိုလို့ရှိရင်လည်းစီးပွားတွေပြက်ခဲ့တယ်ပေါ့เนาะဒါဆိုရင်အဲ့ဒီအချိန်ကပြီးမြောက်ပြီးတော့အခုပြန်ပြီးတော့နလန်ထပြီးပြန်ပြီးတော့ထူထောင်တဲ့ကာလဖြစ်သွားပါပြီအခုချိန်ကနေစပြီးတော့ပေါ့เนาะဒီမိုးရာသီရောက်တဲ့အချိန်ပေါ့เนาะမိုးရာသီရောက်ပြီဆိုလို့ရှိရင်တော့လုံးဝကိုဘဝကတိုးတက်ပြောင်းလဲလာပြီဒီချိန်အခုကနေစပြီးတော့ပြန်ပြီးတော့ထူထောင်မဲ့ကာလလေးဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖိုင်1လေးတွေပြန်လဲထူထောင်ရေးကာလမှာအဆင်ပြေကြပါစေဒါမဲ့ကျမရေးလေးတွေစီအောင်စိတ်ချမ်းလေးတွေရောက်တတ်တယ်လို့မြင်တဲ့အတွက်ကြောင့်မို့လို့ကျမရေးလေးကိုလည်းသတိထားပေးပါပေါ့နော်ကိုယ့်ရဲ့ပျက်စီးသွားခဲ့တဲ့ဆုံးရှုံးသွားခဲ့တဲ့အရာလေးကိုလည်းမေ့ပြီးတော့အသက်တွေပြန်ပြီးတော့စပြီးတော့ကြိုးစားကြပါလို့ပြောချင်ပါတယ်ရှင်နောက်ဖိုင်2လေးတွေကကြာလို့ရှိရင်တော့ဒီကာလာလေးမှာပေါ့နော်ကိုယ့်ရဲ့ကံကြမ္မာလှည့်ပြောင်းလေးတွေဖြစ်တတ်တယ်ကိုကကောင်းတဲ့လူကောင်းတာလေးတွေကုသိုလ်ရေးလေးတွေလိုမျိုးကောင်းတဲ့အလုပ်ကလေးတွေလုပ်ခဲ့တယ်ဆိုရင်ဒီကာလမှာအဲ့ဒီကောင်းကျိုးလေးတွေကိုကတော့ခံစားရတော့မယ့်အချိန်ရောက်ပါပြီရှင်ကိုဒီမကောင်းတဲ့အလုပ်ကလေးတွေအမှုသို့အလုပ်ကလေးတွေလုပ်ခဲ့မိတဲ့ဆိုရင်တော့ဒီကာလမှာကိုကအဲ့ဒီမကောင်းတဲ့ဓာတ်လေးတွေကိုပြန်ပြီးတော့ခံစားရမှာပါလို့เนาะဖိုင်2လေးတွေကိုရဲ့ဒီကံကြမ္မာအပြောင်းလဲလေးတွေလက်ပြောင်းလေးတွေဒီကာလမှာနည်းနည်းလေးဖြစ်ပေါ်မဲ့ကာလလေးဖြစ်တဲ့အတွက်ကုသိုလ်ကောင်းမှုလေးတွေများလုပ်ပေးပါလို့ပြောချင်ပါတယ်ရှင်။ပိုင်း3လေးတွေဒီပိုင်း3လေးတွေကတော့เนาะနေ့ရက်တစ်ပြည့်နဲ့ပေါ့နော်ကိုဘဝရေးစောက်ထုံးမှုမျိုးဖြစ်တတ်တဲ့အပိုင်း3လေးတွေပေါ့နော်ပိုင်း3လေးတွေဒီရုပ်တရက်အမှတ်တမဲ့နဲ့ဝုန်းဆိုပြီးတော့ကိုထိုင်နေတဲ့နေရာကိုမိုးချိုးပစ်ချလိုက်တဲ့လိုမျိုးမထင်မှတ်ထားတဲ့အခက်အခဲတွေအနေရည်နဲ့ရင်ဆိုင်ရနိုင်ပါတယ်ပိုင်း3လေးတွေဒီမီးနဲ့ပတ်သက်တာလေးနဲ့ဆက်နဲ့ပတ်သက်တာလေးတွေဓာတ်လိုက်တာမျိုးလေးတွေပူလောင်တတ်တာလေးတွေဖြစ်လို့သတိထားပေးပါပြီးတော့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့လူရဲ့သစ္စာဖောက်မှုတွေလည်းခံရတတ်တယ်ပေါ့နော်ဒါကြောင့်မလို့အဓိကရလူရှိတဲ့အတွက်ကြောင့်မလို့ဒီပိုင်း3လေးတွေဒီသတိထားရမယ်ကာလအပိုင်းခြားလေးဖြစ်နေပါတယ်ပိုင်း3လေးတွေပေါ့နော်အရင်ရှိနေပါတယ်ကိုဘဝကြီးပေါ့နော်ပြောရရင်တော့ဘဝပြတ်သွားတဲ့သဘောမျိုးဖြစ်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်း3လေးတွေသတိထားပါဒီကာလလေးမှာပေါ့နော်ကောင်းမှုလေးတွေများလုပ်ပါပေါ့နော်အပူလေးလျှက်စစ်တွေလည်းသတိထားပါလို့ပြောချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်